Hello အားလုံးပဲမင်္ဂလာပါ S1 Gaming ကနေပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျကျွန်တော်အခုတက်ပြပေးမှာကတော့ Town Hall 12ဆောက်ရမယ့် attacking တစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ဖြစ်ပါတယ်ဒီ attacking မှာဘာတွေပါမလဲဆိုရင်တော့ကင်းရယ် queen ရယ် warden ရယ်ဖြစ်ပြီးတော့ equipment တွေကတော့warden မှာကတော့ fireball ကိုအသုံးပြုထားပြီးတော့queen မှာကတော့ giant arrow ကိုအသုံးပြုထားတယ်king မှာကတော့ spiky ball လေးကိုအသုံးပြုမှာဖြစ်ပါတယ်ခင်ဗျdragon က12ကောင်သုံးထားပြီးတော့ e dragon က1ကောင် baby dragon က1ကောင် dragon မိသားစုကိုအသုံးပြုထားတာပဲဖြစ်ပါတယ်phoenix bear က5လုံး bus bear က6လုံးcc ထဲမှာကျတော့ကျွန်တော် stone salama ကိုအသုံးပြုပြီးတော့ဘောလုံးက8လုံး phoenix bear က2လုံးကိုအသုံးပြုမှာပဲဖြစ်ပါတယ်ခင်ဗျ okay ကျွန်တော် attacking ပိုင်းလေးကိုခဏတွားလိုက်ရအောင်ခင်ဗျကျွန်တော်ဒီမှာ attacking ဘိုင်းလေးကိုကျွန်တော်ဘလို့အသုံးပြု spell တွေနဲ့ hero တွေကိုဘလို့အသုံးပြုရမှာဆိုတာတိတိကျကျလေးရှင်းပြပေးထားတာဖြစ်တဲ့ကြောင့်မလို့တေချာလေးကြည့်ပြီးဖို့မိသားရက်ခံပါတယ်ဒါမှသာလဲဘလို့အသုံးပြုရမလဲဆိုတာလွယ်ကူမှာပါเนาะ okay ကျွန်တော် attacking ဘိုင်းလေးကိုတွားလိုက်ကြအောင်ကျွန်တော်ကနံပါတ်15ဆိုတော့ကျွန်တော်နံပါတ်25ကိုတိုက်ပါဖြစ်ပါတယ် okay 12 to 12ကျွန်တော်တို့ကပထမဦးဆုံးattacking ဖြစ်တဲ့အတွက်ကြောင့်မလို့super ဘယ်ဘက်လှည့်နေလဲဆိုတာကိုကျွန်တော် super ကိုတစ်ချက်ထောက်လိုက်မယ်super ကဘယ်ဘက်ကိုလှည့်လဲဆိုတော့ဒီဘက်ကိုလှည့်တယ်ပြီးရင်ဒီဘက်ကိုလှည့်တယ်ပေါ့နော်ဒီဘက်ချမ်းဝင်ရတယ်ဒီဘက်ချမ်းဝင်ရတယ် okay ဒါ defend တွေကလည်းဒီဘက်ချမ်းမှာရှိရနော်ဒီဘက်ချမ်းမှာရှိရဒီဘက်ဝင်နေနေဝေးတယ်ပေါ့နော် okay ရတယ် okay ကျွန်တော်တို့ super ကိုမျက်နှာချင်းဆိုင်မဝင်ဖို့ကတော့အရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့ super လွတ်တဲ့ဘက်ချမ်းဝင်မယ်တကယ်လို့မဖြစ်နိုင်တော့ဘူးဆိုရင်တော့ချင်းနေကြည့်ပြီးဝင်ရမှာပေါ့နော် okay ကျွန်တော်တို့က giant arrow ကိုအသုံးပြုလာတယ်ဖြစ်တဲ့ကြောင့်မို့ giant arrow ပြစ်မယ် giant arrow ကဘယ်ကနေပြင်အဆင်ပြေနိုင်လဲgiant arrow ကမထိတဲ့ကိစ္စမရှိဘူး giant arrow ကတော့အဖို့စုပဲသူ့မတီအောင်လေးပဲတွားပါနော်ကင်းနဲ့ကွင်း okay ကျွန်တော်ဒီတက်ကင်မှာဘယ်လိုတိုက်မလဲဆိုရင်တော့ကျွန်တော် okay ကျွန်တော်ဒီဘက်ချမ်းကနေပဲဝင်မယ်ဝင်ပြီးလို့ရှိရင်ကျွန်တော် giant arrow ကိုကျွန်တော်ဒီကနေပြစ်မယ် giant arrow ဒီနှစ်ကောင်ကျွန်တော်ထိပြီးတော့ပြစ်မယ်နော် air super ထိလို့ထိများဆိုဒီကနေကျွန်တော်ပြနည်းနည်းတော့ဒီတိုင်းပြမှာနော်ဒါနဲ့ကျွန်တော်ပြစ်မယ်ထင်မထင်နေပါနော်ပြီးလို့ရှိရင်ကင်းကိုလည်းဒီဘက်ချမ်းကင်းနဲ့ကွင်းကိုဒီဘက်ကိုပြီးသွားမှာ side ကိုပြီးရှင်းမယ်ပြီးလို့ရှိရင်ဒီဘက်ချမ်းမှာကကျွန်တော် e dragon တစ်ကောင်ကိုချမယ်ပြီးရင်ဒီဘက်ချမ်းမှာ baby dragon ကျွန်တော် baby dragon နဲ့ e dragon ကိုကျွန်တော်ထောက်မှချမှာကျွန်တော် side ရှင်းနေလို့ပါဒီကပြီးလို့ရှိရင်တော့အလယ်မှာတော့ကျွန်တော်ငကားတွေကိုစုပုံချမှာပဲဖြစ်ပါတယ်ကျွန်တော် bus spell ကိုဒီဘက်ချမ်းကနေထည့်မယ်ဒါပဲဆိုတော့ကင်းနဲ့ကွင်းကဒီဘက်ချမ်းသွားပြီဆိုတော့ bus spell ကိုကျွန်တော်ဒီဘက်ချမ်းကနေထည့်မယ်ပြီးလို့ရှိရင် bus spell ထည့်ဒီမှာ wizard tower ရှိတယ်ဒီမှာ wizard tower ရှိတယ် bus spell က wizard tower တွေကိုကြောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီတာတွေကို freezing အုပ်ရမယ် freezing အုပ်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ freezing တွေကဒီကအုပ်ရမှာနှစ်ခုပဲပေါ့နော် wizard tower ရယ်ဘက်တွေတွားတဲ့လမ်းကြောင်းမှာရှိတဲ့ wizard tower ရယ်ပြီးလို့ရှိရင် infinite tower ဒါအကျန် infinite tower အုပ်မှာဒီနှစ်ခုကိုဒီကထားပြီးအုပ်မှာကျန်တာကတော့အချိန်တွေပေါ်မြူတူပြီးတော့ကျွန်တော်တို့အုပ်မှာကဲ let's go ကျွန်တော်တို့ attacking လေးကိုထားလိုက်ကြရအောင်ကျွန်တော်တို့ hero တွေ stem မဲ့အကောင်လုံးစုံပြီဆိုလို့ရှိရင်ဒီကောင်က map ပြီး air ဖြစ်ရမှာနော်ဟိုဟာတန်းက okay let's go သွားလိုက်ကြကဲမင်းကန်ကောင်းပါစေပေါ့နော်ကျွန်တော်တို့ကပထမဦးဆုံး giant arrow ပြင်မယ်နော် giant arrow ကိုကျွန်တော်မပြစ်မှာဆိုတော့ကျွန်တော်ဒီလောက်ထားလိုက်မယ်โอเคရော့ဒီလောက်တော့ကိုမမထီဘူးအဆင်ပြေရကျေးဇူးတင်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ချမ်းမှာ dragon တစ်ကောင်ချမယ်ပြီးရင်ဒီဘက် baby dragon ချပြီးဒီမှာငကားတွေစုပုံချငကားတွေစုပုံချလိုက်မယ်အဲ့ဒီ final တက်တဲ့ကိုကျွန်တော်ဘောလုံးကိုထည့်မယ်ဘောလုံးကိုထည့်မယ်ပြီးရင်ဘောလုံးရဲ့နောက်မှာဝါတာလေးလိုက်โอเคပြီးလို့ရှိရင်ကျွန်တော်ဒီဘက်မှာ fusion တစ်လုံးအုပ်မယ်ပြီးလို့ရှိရင် best spell တွေထည့်မယ် best spell ထည့်ပြီးကျုံးမယ်ကျွန်တော်တို့က air attacking နဲ့တိုက်တာဖြစ်တဲ့ကြောင့်မလို့ဒီအထက်က CC တွေကထွက်လာမှကောင်းတယ်ဆိုတော့ကြောက်ကြရမှာပေါ့နော်ကျွန်တော်တစ်လုံးအုပ်တယ်ကျွန်တော်အဓိကအုပ်ရတဲ့ဟာတွေကကြည့်လိုက်နော် infinite tower တို့ဒီမှာ wizard tower တို့ပဲကျွန်တော်အုပ်တယ်နော်ဒီမှာ S super မှုန့်နေကြမလို့ S super ကိုကျွန်တော်အုပ်တယ်ကျွန်တော်ဝါဒန်ကိုကျွန်တော် solely ability ပေးလိုက်တော့မယ်ကင်းကိုလည်းကျွန်တော် ability ပေးတော့ပေးတယ်ကင်းကဘယ်ရောက်နေလဲမသိဘူးတစ်လုံးအုပ်လိုက်ကျွန်တော်ကုံသွားပြီကျွန်တော်တို့ရဲ့အဓိက target ကပါတဲ့ဒီ infinite tower ကြီးကကုံသွားပြီပါနော်ကျွန်တော်တို့ 3 star ကတော့ပေါက်သွားပြီဖေးစီဖြစ်သွားတယ် spell တော့တစ်လုံးပို့နေတယ်နော်အဓိကတော့ spell လေးတွေကိုကြည့်ကြလိုအပ်တဲ့နေရာလေးမှာတုံးပြီးတက်ကင်းဆောက်ရမိုက်တယ်ဆောက်ရလည်းလွယ်အားလုံး try ကြည့်ကြပါဆောက်ရမိုက်တဲ့တက်ကင်းလေးပဲဖြစ်ပါတယ်ဒီကတော့တာရပါပဲနော် hero တွေအများကြီးပို့တယ်ဒီဘေးက3 star ရောက်သွားပြီဆိုတော့ကျွန်တော်နောက်တဲ့တစ်ဘေးကို loto ရှင်းတဲ့ဒီပုံစံတိုင်းပဲထပ်ပြီးတိုက်ပြမှာပဲဖြစ်ပါတယ်ကြည့်ရှုပေးပါဦးခင်ဗျ
Okay ကျွန်တော်အရှိအတက်ကင်တိုင်းကိုပဲနောက်တစ်ခေါက်ထပ်တိုက်ပြမှာပဲဖြစ်ပါတယ်ဒီအတက်ကင်မှာလည်းအရှိအတိုင်းပဲကင်းရယ်ကွင်းရယ်ဝါတိုင်းရယ်အသုံးပြုထားပြီးတော့ equipment တွေကလည်းဒီတိုင်းပဲgiant arrow သုံးမယ်ကွင်းရယ် giant arrow ဝါတိုင်းရယ် fireball ကိုအသုံးပြုပြီးတော့ကင်းရယ် spiky ball ကိုအသုံးပြုမှာပဲဖြစ်ပါတယ်dragon က12ကောင်သုံးပြီးတော့ e dragon က1ကောင် baby dragon က1ကောင် fusion spell က5လုံး best spell က6လုံး stone salama ကိုအသုံးပြုတာပါတယ် fusion spell က2လုံးဘောလုံးက8လုံးယူရတာပဲဖြစ်ပါတယ် okay ကျွန်တော်တို့အတက်ကင်ပိုင်းလေးကိုတွားလိုက်ကြရအောင်ဗျ okay စနစ်ကျွန်တော်တို့က air attacking ဖြစ်တဲ့အတွက်ကြောင့်မလို့ပထမဦးဆုံးထားရမှာ air super ကိုထားလိုက်မယ် air super ဘယ်ဘက်လှည့်နေလဲ air super ဒီဘက်လှည့်နေနော်ဒီဘက် channel လှည့်ဒီဘက် channel လှည့်ဒီဘက် channel လှည့်ဒီဘက် channel ပတ်လှည့်နေတယ်အဲဒါဆိုကျွန်တော်တို့ဘယ်ဘက် channel နေဝင်မလဲဆုံးဖြတ်ဒီ air super အလဲမှာဖြစ်နေတဲ့ကြောင့်မလို့ကျွန်တော်ကတော့လေးကလွယ်ဒီဘက် channel မှာဝင်လိုက်မယ်ပြီးရင်giant arrow ပြင်ပါနော် giant arrow ကဘယ်ကိုပြင်မလဲ giant arrow ကျွန်တော်ဒီဘက်ကနေပြင်လိုက်မယ်ပြီးကျွန်တော်ဒီဘက် channel နေဝင်မှာနော် giant arrow ဒီဘက်ပြင်မယ် okay let's go giant arrow ကိုကျွန်တော်ဒီကနေပြင်မယ်ရော့ okay ခုမှ2ဆိုရင်ကျွန်တော်ဒီဘက်ချမ်းမှာ e dragon ချတယ်ဒီဘက်ချမ်းမှာ baby dragon ချတယ်ပြင်းကိုကွင်းနောက်ကိုပြီးလိုက်တယ်ပြီးလို့ရှိရင် dragon နဲ့စုပုံချတယ်လေမှာ dragon နဲ့စုပုံချမှာစုပုံချပြီးရင် air definer တက်တဲ့ကိုကျွန်တော်ဘောလုံးထည့်လိုက်တယ်ပြီးရင် water လိုက် okay ဒီဘက်ချမ်းမှာကျွန်တော် bus spell ထည့်မယ် bus spell ထည့်မယ်ပြီးလို့ရှိရင်ဒီမှာ infinite tower ကို feeling တစ်လုံးအုပ်တယ်ဒီမှာ infinite tower ကို feeling တစ်လုံးအုပ်တယ်okay ဆက်သွားမယ်ဘက်ရဒီမှာရောက်ပြီဆိုတော့ကျွန်တော် feeling spell တစ်လုံးအုပ်လိုက်တယ်ဘက်တွေကကျန်းနေပြီနော်ဒီမှာ visit tower ကိုကျွန်တော် infinite feeling တစ်လုံးထပ်အုပ်မယ် infinite tower ကိုလည်းထပ်ပြီးတော့အုပ်တယ်ဘက်တွေကကျန်းနေပြီနော်ဟိုမှာ okay infinite tower ကို feeling တစ်လုံးထပ်ပြီးတော့အုပ်တယ်ဒီမှာ visit tower လွတ်သွားပြီနော်လွတ်သွားတယ်ဆိုတော့ဘက်တွေအကုန်ရှော့သွားတယ်နော်ဒါပေမဲ့ကျွန်တော်မစိတော့ဘူးပေါ့နော်ဘက်တွေကျွန်တော် infinite tower ကိုပဲအဓိကထားပြီးတော့ feeling spell ကိုထပ်ပြီးတော့အုပ်လိုက်တော့မယ်ကျွန်တော်ကင်းကို ability ပေးတော့ရပြီနော်ဘာမှတော့မကြံတော့ကင်းပေးတိုင်းကုန်နေမှာဝါတာမှာထပ်ပြီးတော့ပေးတိုင်းအကုန်လုံးပြောင်းသွားပြီတကင်းကစောက်ရမ်းမို့မိုက်တယ်ပေါ့နော်try ကြည့်ကြပါတကယ်ကိုမိုက်ပါတယ်ဒါပေမဲ့ spell တွေတော့ကြည့်ကြလေးသုံးတတ်ဖို့တော့လိုပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေခင်ဗျာ